simple ရိုးရိုးလေးပဲစဉ်းစားရိုးရိုးလေးပဲတွေးတိတ်အများကြီးမတွေးနဲ့ကဲအားလုံးပဲဒီနေ့မှအားလုံးပေးသွားမယ့်အကြံဉာဏ်ကတော့ think simple ပြောရတဲ့အတိုင်းပဲပေါ့နော်လူတွေရဲ့အုံနောက်ကလေဘာလို့လဲမသိဘူးအဲ့သူ drama တွေနဲ့သူက wiring လုပ်ပြတာကိုချိန်တယ်တဲ့အဲ့တခုပြဿနာတခုဖြစ်လာပြီဆိုရင်သူကဖြည့်ရှင်းနည်းကိုမတွေ့ဘဲနဲ့သူက drama တွေရစိတ်ခံစားချက်တွေပါပြီးတော့ဘယ်လိုတော့မလဲလုံးပန်းနေဖြစ်သွားတတ်ကြတယ်ဒါပေမဲ့တင်အဲ့လိုမျိုးတွေ့ရဆိုရင်ဒါတင်ပြမဟုတ်နော် that's not your fault it's human nature ဒါတဘာဝပဲအဲ့တော့အခုလူသားရဲ့တဘာဝဆိုတာသိပြီဆိုရင်ဖြည့်ရှင်းမှုနည်းလမ်းဆိုတာလည်းရှင်းလေဟုတ်အဲ့ဒါဆက်ပြပြသွားမယ်ဒီဖြည့်ရှင်းမှုဒီတော်များများပေါ့နော်ဒီတွေးတာကိုနည်းနည်း overthink ဖြစ်တတ်တဲ့လူတွေကဘယ်လိုလူမျိုးတွေလဲဆိုရင်ယောက်ျားလေးနဲ့မိန်းကလေးဆိုရင်တော့မှမိန်းကလေးတွေကယောက်ျားလေးထပ်ပို့ပြီး overthink ပို့ပြီးဖြစ်တယ်ယောက်ျားလေးတို့များလောက်ထိ no မတွေးဘူးသူကလက်ရှိမှာပဲပြောနေသေးခဲလက်ရှိမှာပဲနေဘာမှလောက်ထိလဲပူပန်းမနေဘူးတိတ်ကိုလည်းလိုက်ပြီးတော့နောင်နာရတာပဲလည်းမရှိဘူးဆိုတော့သူတို့ရဲ့အုံနောက်ရဲ့လှုပ်ပေါ်ယူရှင်းတယ်ကွယ်မိန်းကလေးကြောင့်အလို့မဟုတ်ခံစားချက်လည်းပူပြီးတော့များကြတယ်ပို့ပြီးတော့လည်းဖတ်တဲ့ဖြစ်တယ်လို့ခေါ်မလား empathy လည်းပူပြီးတော့မြင်တဲ့အခါကျတော့သူကတခုဆိုရင်ခံစားပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ feeling တွေကိုလေးထားရကိုပြောမယ်ဆိုရင် feeling တွေကိုလေးထားမကောင်းလို့ပြောမှာမဟုတ်နော်ကောင်းတယ်အဲ့တော့ example ဥပမာဖြစ်ရတခုပြပေးမယ်person A နဲ့ person B နှစ်ယောက်ကကောင်းမလေးကွာတကယ်ချင်းဒါပေမဲ့သူကအရန်ရင်းနှီးရတော့မဟုတ်ဒါပေမဲ့အတန်းပေါ့မိသားစုတကယ်ချင်းထားပါတော့မိသားစုတကယ်ချင်းမိသားမတူရရဲ့မိထုခေါ်ပြောအစင်တော့ရှိတယ်ဒါပေမဲ့နှစ်ယောက်ကရှောက်လန်းမှာတွေ့ကြရပေါ့ကွယ်အဆောင်ရှောက်လန်းမှာတွေ့ရင်ねအဲ့နှစ်ယောက်ကတနေ့မှာဘာဖြစ်လို့လဲတော့မသိဘူးပါစင် A ကလည်းပါစင် B ကိုမပြုံးပြမိလိုက်ပါစင် B ကလည်းပါစင် A ကိုမပြုံးပြမိလိုက်အဲ့နှစ်ယောက်ကဘယ်လိုလဲဆိုတိရက်နဲ့လမ်းမှာတွေ့တော့မပြုံးပြလိုက်တဲ့ပုံစံဖြစ်သွားနှစ်ယောက်စလုံးမပြုံးပြနော်အဲ့လိုဖြစ်ရမှာပါစင် A ရတယ်ပါစင် B ကငါ့ကိုအရင်ပြုံးပြမလားဆိုပြီးတော့စောင့်နေပါစင် B ကလည်းပါစင် A ကငါ့ကိုအရင်ပြုံးပြမလားဆိုတော့နှစ်ယောက်စလုံးကခွဲပြောမယ်ဆိုရင်တော့ဘယ်သူရင်စပြောင်းပြမလဲဆိုတာပြန်လည်စောင့်နေကြတယ်ပဲတကယ်လို့လက်တွေ့မှာဘယ်သူမှမပြုံးပြသွားအောင်အဲ့တော့ဒီတိုင်းပဲဖြတ်သွားလိုက်တယ်တွေ့ရချင်းလည်းခဏလေးကိုဖြတ်သွားရဲ့အချိန်မှာတွေ့ရတယ်ဒါပေမဲ့ဖြတ်သွားလိုက်တယ်ဖြတ်သွားပြီးတော့ပါစင် A ကအခန်းထဲပြန်အောင်လာတော့တွေ့ရတယ်ဘာတွေ့လဲဆိုသူကဘာလို့ငါ့ကိုပါစင် B ကဘာလို့ငါ့ကိုမပြုံးပြလဲသူငါ့ကိုစိတ်ဆိုးနေရမြန်ရှိလို့လားဆိုပြီးတော့စပြီးတော့တွေ့ရငါတို့ဘယ်နာစိတ်ဆိုးအောင်လုပ်မိလဲလို့တွေ့ပါစင် B ကအခန်းထဲပြန်အောင်လာဘလို့တွေ့လဲဆိုသူကဘာငါ့ကိုချေရဟာသူငါ့ကိုတွေ့ရမှမြန်ခက်တီတီပဲမပြုံးပြအောင်ဆိုပြီးတော့တွေ့ရနောက်ဆုံးတော့ဒီပြောမယ်ဆိုလမ်းမှာရှောင်းလမ်းမှာတွေ့ရဆိုဖြစ်ရကပြီးသွားရဲ့ဖြစ်ရတခု insecure ဖြစ်နေကြနောက်ဆုံးပဲအဲ့ပါစင် A ရဆက်တွေ့စိတ်ညစ်တယ်သူကငါဘာလို့မခေါ်လဲမသိဘူးနောက်နေ့တွေ့ရင်သူနဲ့ဘယ်လိုရင်ဆိုင်ရမလဲနောက်နေ့ရှောင်းလမ်းမှာသူနဲ့တွေ့ရင်ဘယ်လိုရင်ဆိုင်ရမလဲဆိုင်တွေ့ပြောနော်အဲ့လိုမျိုးဖြစ်မတွေ့ရင်ကောင်းမှာပဲဆိုရဟာမျိုးလည်းဖြစ်ပါစင် B ကကြောက်တော့ငါ့ကိုချေရပေါ့သူအမြဲငါ့ကိုဆိုလို့ပဲရှိရလို့တော့မထင်ဘူးသူငါ့ကိုခင်းမဆိုင်တာလားပါလားနောက်နေ့အတန်းထဲမှာသူပြောတဲ့ငါစန့်ကျင်ပြီးနေပြမယ်သူအကြံဉာဏ်တစ်ခုပေးလဲငါအဖွဲမှာသူ့ရဲ့အကြံဉာဏ်ကိုငါစန့်ကျင်ပြမယ်သူအားလုံးရဲ့ရှိမှနိကိုပြမယ်အဲ့အောင်မှသူကငါ့ကိုထပ်ပြီးတော့မနေရမှမချေရမှဆိုပြီးတော့တွေးနေရတယ်ဆိုတော့ဒီဖြစ်ရမှာစဉ်းစားကြည့်နောက်စလုံးကဒီအတိတ်ကဖြစ်ရအတွက်ကိုဝဲတွေးပြီးတော့ပူလောင်နဲ့သူကပူလောင်ဆိုးရင်နဲ့သူကဆိုးရင်ဘူးမှလည်းအကျိုးမရှိဘူးနောက်ဆုံးဆက်ဆံရေးတော့လည်းအကျိုးဖြစ်လာတော့အကျိုးမရှိဘူးဘာဖြစ်လို့လဲဆိုတော့နှစ်ယောက်စလုံးကကြတော့ဘယ်လိုလဲဆိုစောင့်လိုက်တာပေါ့နော်တစ်ပတ်လူကကိုပြုံးပြတော့မျောလင်းနေစောင့်လိုက်တာလူတို့များပြဿနာဘာလဲဆိုရင်လေသူတို့ကရင်စပြီးတော့နှုတ်ဆက်ဖို့ဝင်နေကြတယ်တစ်ပတ်သူကသူတို့စပြီးတော့နှုတ်ဆက်တာတော့သူတို့လိုချင်နေတဲ့အဲ့ဒါလည်းလူတော်တော်များများရှိကြတဲ့ common ပေါ့နော်တော်တော်များများမတွေ့ရတဲ့ဘယ်လိုပြောမလဲစိတ်ခံစားမှုအနေထားလို့ပြောရမှာအဲ့တော့အငေါပုံကောင်းတယ်အကိုကတော့စပြီးမနှုတ်ဆက်ချင်တယ်ဒါပေမဲ့ကိုကတော့ရေးပေးရခံချင်တယ်ဆိုတဲ့ပုံစံမျိုး
အဲ့ကိုပြောချင်တာပါစင်နဲ့ပါစင်ပြီးနှစ်ယောက်စလုံးကွယ်နော် think simple ဆိုရယ် principle ဒါသုံးလိုက်ဒီညမှာဘာဖြစ်သွားမလဲဆက်ပြောပြမယ်ပါစင်အေးရလဲအော်သူနဲ့မနှုတ်ဆက်လိုက်ရအောင်အော်သူတခုစိတ်မကြည်လို့ဖြစ်မှာပေါ့ရိုးရိုးပဲတွေ့လိုက်တယ်ကွယ်ဘာမှမတွေ့ဘူးဆက်ဆံရင်လည်းဘာမှမတွေ့ဘူးနောက်ခါကျရင်တော့ငါသူ့ကိုစပြုံးပြလိုက်ပါမယ်ပါစင်အေးတွေ့လိုက်ပါစင်ပြီးရတယ်လို့အော်နောက်ကသူစိတ်မတခုစိတ်မပြေရရှိလို့နေမယ်နောက်ကကျမမြင်နောက်ကကျရင်တော့ငါသူ့ကိုစပြုံးပြလိုက်ဒီလိုမျိုးရိုးရိုးပဲကွယ်တွေ့လိုက်အောင်အခုတော့မပြုံးပြလိုက်နောက်ခါပြုံးပြလိုက်မကောင်းပါဘူးမိတန်းတို့မိကြတို့တကယ်ချင်းနေအများတွေ့နေရမှာအများဆက်ဆံနေရမယ်သူဆိုအဆင်ပြေပဲကောင်းတယ်ငါစားနှုတ်ဆက်လိုက်မယ်ဘာမှဖြစ်ပါဘူး it's not a pity ပြောချင်တာတည်းမလားဘာမှမဟုတ်တဲ့ကိစ္စလေးကိုတက်ကြီးperson A လိုမျိုးဆိုရင်ဘာတက်တဲ့သူဆိုရင်လည်းနောက်ခါမတွေ့ချင်ဘူးသူ့ကိုဆိုရင်တော့ရှောင်ရမယ်လို့ဘာညာတော့မဟုတ်တဲ့အတွေ့အတည်းမလားကြီးထွားလာပြီးရှောင်တွေ့နေရလဲဘာမှမထူပါဘူး person B လိုမျိုးသူများဒုက္ခပေးဖို့ဘာညာတွေးနေရတွေ့ရလည်းမကောင်းသူတော့ဘလို့လှုပ်ပြလိုက်မယ်ဘာညာလို့တွေ့ရလည်းမကောင်းကိုမကောင်းတဲ့သူပဲဖြစ်စေအဲ့လေပြောချင်တာလေဒီဖြိုးရှင်းမတွေးဘူးဆိုတဲ့ကိစ္စတော်တော်များပဲအချိန်ဒီမှာဖြစ်လာဘာမှမဟုတ်တဲ့တိတိလေးဟာနေပြီးတော့ရှောက်ပြီးတော့ dramatic ဆန်ဆန်တွင်းနေတယ်သူမျိုးကြီးဖြစ်သွားတယ်ဝေးကောက်ရတဲ့ဆက်ဆံရေးဆိုတာလည်းအများကြီးပဲပြောချင်တာရိုးရှင်းမတွေးပါစကားမြဲကြနဲ့ဒါပဲနောက်ပဲပြီးတော့မှပြန်တွေ့မယ်တတာ